ဒီမျိုးသမီးဟာထိုင်နေရင်းနဲ့ပဲသူမရဲ့လက်ချောင်းလေးတွေရုတ်တရက်အည်ပြောပြီးပြုတ်ကျသွားတာကိုကြောက်လန့်တကြမြင်လိုက်ရပါတယ်မကြာခင်မှာပဲသူမရဲ့ခြေထောက်တွေပါစိတ်ကတ်တဲ့အည်တွေအထစ်ပြောင်းလဲလိုလာပါပြီဘာတွေဖြစ်နေမှသူမကိုယ်တိုင်လည်းနားမလည်နိုင်ခင်မှာပဲသူမရဲ့တကူလုံးဟာအပူရှင်အောက်ကရေခဲမုံတစ်ခုလိုတဖြည်းဖြည်းအည်ပြောကျသွားပါတော့တယ်ဆိုင်ရှင်ဖြစ်ဖို့အနားကိုရောက်လာတဲ့အချိန်မှာတော့မင်္ဂလိရဲ့မျက်နှာအပိုင်းအနှဲငယ်ပဲကြံပါတော့တယ်ဆိုင်ရှင်ကအချင်းတွေကိုတေချာစစ်ဆေးပြီးနောက်မှာတော့သူမရဲ့အည်တွေကိုလက်ညှိုးနဲ့တို့ပြီးမီးကြည့်လိုက်ပါတယ်အရသာကတော့သူသဘောကျအပုံစံပါပဲတကယ်တော့ဒီနေရာမှာမင်္ဂလိတယောက်ကပိုလှလေးသူမကိုအည်ဖြိုးပြီးရလာတဲ့ရေခဲမုံကပိုပြီးအရသာချီလေးပါပဲခဏကြာမှာတော့ကြံရှိနေတဲ့မျက်နှာတစ်ဝက်ပါလုံးဝအည်ပြောသွားပြီးသူမတက်ထားတဲ့သွားထင်းကျိုး braces လေးပဲကြံရစ်ပါတော့တယ်ဒါကိုမြင်တဲ့ဆိုင်ရှင်ကကြောက်စရာကောက်တဲ့အပြုံးကြီးနဲ့ပြုံးလိုက်ပြီးကျမ်းမြေပေါ်ကအည်တွေကိုကျန်းတိုက်ပေါ်ဝါနဲ့တုပ်ယူလိုက်ပါတယ်အဲ့ဒီနောက်အည်ပြောသွားတဲ့မင်္ဂလိရဲ့အကျွမ်းကျန်းတွေကိုဘူးထဲထည့်ရောင်းဖို့အတွက်စင်ပေါ်ဝါနေရာချပြီးနောက်ထပ်သားကောင်ဖြစ်လာမဲ့ဖောက်တွေကိုအေးအေးဆေးဆေးစောင့်နေပါတော့တယ်